င်္ဂလာပါရှင်ဒေါက်တာမြဖုံးပေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုလက်ရှိတင်ကစင်ကာပူမှာအလုပ်လုပ်နေပြီးတော့လက်ရှိအလုပ်ကနေပြီးတော့ healthcare sector ကိုပြောင်းမှုအတွက်တွေးနေတဲ့သူလားဒါမှမဟုတ်လို့ရှိရင်တော့အခုပုံမှန်ပြရတဲ့အတိုင်း healthcare sector ကို join နိုင်မှုအတွက်ဘယ်လိုသင်တန်းကျောင်းမျိုးတွေတက်ရမလဲဘယ်လိုသင်တန်းမျိုးတွေရွေးချယ်တက်ရမလဲဆိုပြီးတော့တွေးနေတဲ့သူလားဒါမှမဟုတ်လို့ရှိရင်တော့အခုပုံမှန်ပြရတဲ့အတိုင်းသင်တန်းတော့တက်ပြီးဆရာမကြီးဒါပေမဲ့တချို့အလုပ်တွေကဒီပလိုမာလက်မှတ်ရှိပြီလားဆိုပြီးတော့မေးကြတယ်ဆရာမကြီးအဲ့ဒီအတွက်ရောဘယ်လိုပြင်ဆင်ရမလဲဆိုပြီးတော့တွေးနေတဲ့သူလားအဲ့လိုဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုဆက်ပြီးကြည့်ပေးပါလို့တိုက်တွန်းပါရစေရှင်ခုနကပြောတဲ့ information တွေကိုတနေရာရဲစုံစုံလင်းလင်းသိနိုင်မဲ့အပြင်ကိုယ့်ရဲ့ career journey နဲ့ပတ်သက်ပြီးတော့ဆရာမနဲ့တည်တည်ချာချာတဝကြီးတိုင်ပင်ဆွေးနွေးလို့ရမယ် free seminar လေးရှိပါတယ်ရှင်လာမယ့်18ရက်နေ့တနင်္ဂနွေနေ့နေ့လယ်တနာရီမှာ free seminar လေးကိုလုပ်ပေးမှာဖြစ်တဲ့အတွက်အခုပြထားတဲ့ WhatsApp နံပါတ်လေးမှာသွားပြီးတော့ registration လုပ်လိုက်ပါအောင်เนาะတင်တန်းကျောင်းတွေအများကြီးရှိပေမဲ့လေကိုကစင်ကာပူအစိုးရကအတိအမှတ်ပြုတဲ့ခိုင်မာတဲ့လက်မှတ်ပေးနိုင်တဲ့တင်တန်းကျောင်းကိုရှာဖွေနေတဲ့သူလားပြီးတော့ certificate တင်တန်းကြီးတာနဲ့ diploma ကိုရနိုင်မယ်ဆိုရင်ရောစိတ်ဝင်စားကြလားပြီးတော့အဲ့ဒါကတစ်လုံးတစ်ခဲတည်းပေးစရာမလိုပဲ installment နဲ့ရနိုင်မယ်ဆိုရင်ရောပြီးတော့အဲ့ဒီလက်မှတ်ကင်ပြီးတော့စင်ကာပူမှာပဲအလုပ်လုပ်လို့တခြားနိုင်ငံတွေပဲသွားနိုင်ငံတကာကအတိအမှတ်ပြုတဲ့လက်မှတ်ဖြစ်မယ်ဆိုရင်ရောအဲ့ဒီ information တွေအားလုံးကိုသိရဖို့အတွက်လာမယ်တနင်္ဂနွေနေ့18ရက်နေ့နေ့လယ်တနာရီမှာ free seminar လေးမှာဆုံကြရအောင်เนาะကိုယ့်ရဲ့ဘဝတိုးတက်ကြောင်း career journey အတွက်ဆရာမနဲ့လည်းတေချာတိုင်ပင်နိုင်မှာလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့အချိန်2နာရီလောက်ပေးပြီးတော့ seminar လေးမှာဆုံကြရအောင်เนาะအခုပြထားတဲ့ WhatsApp ဖုန်းနံပါတ်မှာချက်ချင်းပဲသွားပြီးတော့ registration လုပ်ပေးကြပါအောင်ရှင်လူဦးရေကန့်သတ်ထားတာမို့လို့မတက်လိုက်ရပဲမရှိရအောင်အခုပြထားတဲ့ WhatsApp နံပါတ်မှာချက်ချင်းပဲ registration သွားလုပ်ပေးပါเนาะအဲ့ဒီနေ့မှာလည်းကျမရဲ့နောက်ဆုံးလက်ကျန်10အုပ်ပဲရှိတော့တယ်ပထမအကြိမ်ထွက်ရှိရတဲ့ Healthcare for Everyone ဆောင်းလေးကိုရောင်းချပေးမှာဖြစ်ပါတယ်အဲ့ဒီတော့ကျမတို့ချစ်ကြတဲ့သူတွေအားလုံးရောဒီပွဲကိုစိတ်ဝင်စားပြီးတော့နားထောင်ခြင်းတဲ့သူတွေအားလုံးရောကိုတက်မဟုတ်ပေမဲ့လည်းတရားရောက်အတွက်စိတ်ဝင်စားလို့နားထောင်ခြင်းတဲ့သူတွေအကုန်လုံးအောင်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အဲ့ဒါကြောင့်မို့လို့18ရက်နေ့တနင်္ဂနွေနေ့နေ့လယ်တနာရီမှာအားလုံးဆောင်ကြမယ်နော်